အာဆီယံ10နိုင်ငံထဲမှာရှာရှာပါပါမြန်မာနိုင်ငံတစ်ခုထဲမှာပဲတွေ့ရတဲ့လှပတဲ့ရေခဲတောင်များတည်ရှိရာမြောက်ဖြားပိုင်းကချင်ပြည်နယ်ဟာဆိုရင်မြေပေါ်မြေအောက်တရားဇာတတွေပေါ်ကျွယ်ဝလာတဲ့အတွက်အထူးပဲထင်ရှားလာပါတယ်။ပြည်တော်စုဝါတိုင်းရင်းသားလူမျိုးတစ်မျိုးဖြစ်တဲ့ကချင်မျိုးနွယ်စုဝင်ရဝမ်လူမျိုးများကတော့တိဘက်ကုန်းမြေမြင့်မှဆင်းသက်လာတဲ့တိဘက်မြန်မာအုပ်စုမှာပါဝင်ပြီး AD 400အစောပိုင်းကာလကလေးကမြန်မာနိုင်ငံထဲမှာနေထိုင်ကြတဲ့ရှေးမြန်မာအနွယ်ဝင်များဖြစ်တယ်လို့သမိုင်းသုတေသီများကဖော်ထုတ်ခဲ့ပါတယ်။မြစ်မဲမြစ်ဖြစ်တဲ့မဲခေါင်မြစ်ဟာရန်စီကြံမြစ်နဲ့တန်လွင်မြစ်ကြားတည်ရှိခြင်းကြောင့်ရဝေဝမ်အလဲမြစ်လို့ခေါ်ဆိုပြီးအလဲမြစ်ဝမ်းမှာနေထိုင်ကြတဲ့အလဲမြစ်ဝမ်းသားများကိုရဝေဝမ်ခေါ်ရဝမ်လူမျိုးများအဖြစ်ခေါ်ဝေါ်ခဲ့ကြပါတယ်။တရုတ်ပြည်သူ့သမ္မတနိုင်ငံယူနန်ပြည်နယ်မြောက်ဖြားဒေသကထရုံမြစ်ဝမ်းရှိထရုံလူမျိုးတို့ဟာလည်းရဝမ်မျိုးနွယ်စုများပဲဖြစ်ပါတယ်။မြန်မာနိုင်ငံအတွင်းမှာရဝမ်လူမျိုးစုဦးရေစုစုပေါင်း6500ခန့်အခြေချနေထိုင်ရရှိရမှာယနေ့ခေတ်မှာတော့ကချင်ပြည်နယ်မြောက်ဘက်ဒေသရှိပူတာအိုမြို့နယ်၊နောင်မွန်းမြို့နယ်၊မချမ်းဘောမြို့နယ်၊ခေါင်လန်ဖူးမြို့နယ်၊ဆော့လော်မြို့နယ်၊စွန်ပရာဘွန်မြို့နယ်၊မြစ်ကြီးနားမြို့နယ်တို့မှာအများဆုံးနေထိုင်ကြပါတယ်။ရဝမ်လူမျိုးများနေထိုင်ရာဒေသဟာတောင်စဉ်တောင်တန်းများနဲ့ရွှိုမြောင်ကြိုက်ဝမ်းများပေါ်များလှပါတယ်။ရဝမ်လူမျိုးများဟာစိတ်နေသဘောထားအဖြစ်လုံလဝရိယရှိတယ်။အဲဝတ်ကျေသွန်းနဲ့ရဲရက်နဲ့ရိုးသားပြီးတော့မဆုံးမနစ်တဲ့စိတ်ထားနဲ့သစ္စာရှိတဲ့လူမျိုးတစ်မျိုးပဲဖြစ်ပါတယ်။